လူတွေကခက်တယ်နော်နိဗ္ဗာန်ကျသွားခြင်းနဲ့နတ်ပြည်ကိုသွားခြင်းနဲ့အစိုးရပို့မှဆိုရင်တော့မသွားဘူးသူတို့သွားခြင်းကအသက်80ကျော်90မှာနိဗ္ဗာန်ကိုနတ်ပြည်ကိုသွားခြင်းရတာမဟုတ်လေချစ်မင်းကရိတ်တာဝင်ခြင်းနဲ့ပါညာပြောနေလို့လေသူရိတ်တာလည်းပေးဝင်ရောမင်းစိတ်တူပြန်ပြီလားငါကဝင်ယူငါတော့ဖြစ်စင်နေတာနေရာကျတော့ငါ့ကိုရှိတာကိုပို့ပြီးငါထောက်ရိုက်မယ်ဆိုရင်မတရားဘူးလေငါသဘောနဲ့ငါတို့ချိန်ငါလုပ်မှာပေါ့ဒီကဟောဒီကကဝင်နေကြမှာငါရတော့လေမင်းဝင်မယ်လို့ပြောပြီးဝင်ရမှာပဲအေးလေမင်းမဝင်ရလို့ရိတ်တာကိုမင်းမသွားလို့ဆိုဟိုတစ်ခါတော့ငိုမလို့ယူမလို့လုပ်နေတယ်လေဟဲ့ရှိတာမဟုတ်တရားစခန်းလို့ပြောတာနော်နေကငါ့ကိုရှိတာတန်းပို့တာငါတရားစခန်းကိုပြောတာရှိတာတော့တန်းပို့နေတယ်ပြေဦးမယ်ပြီးတော့နေကငါ့ကိုရှိတာပို့အောင်နေပါဘူးလို့လေမဟုတ်ပါဘူးမင်းဝင်နေတယ်ဆိုလို့ငါပို့ပြီးမပြောတာပါငါဘာမို့လို့မင်းပို့လိုက်ပါညမဟုတ်ပါဩတရားစခန်းနဲ့ရိတ်တာမတူးတာတူတူပဲလေအဲ့လေဘာလို့တူငါဝင်နေဝင်လို့ရတယ်နေကငါ့ကိုဘာမှစီမံခန့်ခွဲပေးကြအကြောင်းမရှိရမမေရဝင်မယ်ဆိုလို့ဖေဖေကနေရဖေဖေမဝင်တဲ့အချိန်ကြလို့ရှိရင်လည်းဖေဖေကိုယ်တိုင်ထောက်ပတ်ပေးမယ်ဆိုတဲ့စကားထွက်လာငါလည်းဘာဖြစ်ပတ်စံလေးရမင်းငါလာပေးမယ်မင်းရိတ်တာမှာဘလို့နေငါ့ကိုထောက်ပတ်နေကြတယ်မဟုတ်ဟောထောက်ပတ်နေကြမလို့ဆိုတော့ရိတ်တာမင်းအလကားကျွေးမလားဟမ်လကားကျွေးမလားအခုကအသက်ငယ်ငယ်လေးရှိသေးတယ်ငါ့ကိုရှိတာမတန်းဘယ်နှစ်တောင်လဲဟောအဲ့တော့မင်းကုသိုလ်စောစောမရဘူးလားကဲဘုံလေးတကယ်လို့အဲ့လိုစောစောသွားနတ်ပြည်တော်ရောက်အောင်မလို့ဆိုရင်နေပဲနေသွားနေပြီနေရင်သွားနေတော့တယ်ပါယူသွားနေတော့ဒီလုံးတွေပါယူသွားနေပဲနေသွားဘယ်ဦးတော့ငါကောက်ကြသွားမှာနတ်ပြည်ကိုဟုတ်မယ်အော်သူခေါင်းရည်ရဖို့ယူငါ့ကိုရှိတာတန်းဖို့လေနတ်ပြည်တန်းဖို့ဟုတ်ဗျနတ်ပြည်ဘွားကြီးမရိုင်းတာလားလက်ပြီးဆိုရဲသွားလို့ရသိမသွားလို့ရမှာလေဟဲ့။အော်မဟုတ်ဘူးကွာဒီမှာရဲ့မင်းရတယ်။ပြောစင်တဲ့သဘော။ရိတ်တာကိုသွားလိုက်တော့နက်ပြူမရောက်နိုင်ဘူးလား။ဒါသူ့ရဲ့လမ်းပဲလေ။ညနေအမလေးစိတ်ကဆိုးရသေးရဲ့တော့အမလေးလူတွေကလေတကယ်ပြောနက်ပြူပါရောက်ချင်တယ်ပါညာတကယ်ပို့ကြည့်သူတို့မသွားချင်ဘူး။မသွားလေသွားချင်တာကွာ။သွားချင်။သူတို့စောစီစီပို့ကြည့်သူတို့မသွားဘူး။အေးသူတို့သွားချင်တာ90ကျော်တရားတွေမှတကယ်တကယ်လူတွေခတ်တယ်နော်ရိတ်တာပို့တော့မသွားချင်တော့ဟိုဘကျုလေအမဆူဆူကြီးလုံနေဆူဆူကြီးလုံနေပြန်တော့ရိတ်တာပို့တော့မဖြစ်နေရလဲငါ့ကိုလာမလုပ်နဲ့သွားဟုတ်ကဲ့မင်းကောင်းမှုသူလုံးလို့ရအောင်လဲငါတို့ကရိတ်တာပို့အောင်မင်းကအဲ့တော့မကျင်တတ်ဘူးလားဒီလောက်စပူတင်ပေးတဲ့ယောက်ျားဗမာသွားရှာမှာတော့အေးလေဟုတ်လားဒီများတော့စောစောစီးရောက်သေးရကွာရိတ်တာကိုစောစောစီးပို့မှာကဘာအငယ်ဆုံးရိတ်တာရောက်သူဆိုရတာဖြစ်သွားအောင်လေငါတော့လာမသိနဲ့ဒီများတွေဆို80 90မှာရိတ်တာသွားတာမင်း40ကျော်နဲ့ရိတ်တာသွားအောင်မင်းမပြောဘူးလားနေမသွားလိုက်ဟိုကနေရပါမလို့လို့ဟိုရိတ်တာရောင်ငါဘေးအမျိုးသားတယောက်တည်းဘင်းကပို့လို့ရတယ်ဟာဘာပို့ရလဲဘာပို့ရလဲဘာပို့ရလဲဟမ်ဒီလေးမပြောရတော့မပြောရမေကတက်သိနေတဲ့ကွာနော်မေဟိုရိတ်တာကိုမေသွားမယ်လို့မေပြောခဲ့ပြောထားပြီးသားလေဟိုတစ်ခေါက်လည်း तू ပြောတာငါတဲ့တင်ငန်းကျွားရိတ်တာလားငါတဲ့ရိတ်တာမသွားရဘူးတဲ့ဘာညာနဲ့ဟိုလေးနေတောင်းကျန်လားသွားခြင်းငါသွားခြင်းကတော့မယ်နေငါ့ကိုငါစီမံခန့်ခွဲပေးကြတာမရှိဘူးဟဲ့မမေပဲပြောမှာမဟုတ်ဘူးလားဟဲ့ငါစီမံတာမဟုတ်မင်းသွားခြင်းသွားလို့ရတယ်ဆိုတဲ့အကြောင်းအဲ့လိုပြောတော့ငါထန်ကြိုက်တာအဲ့ဒါဘယ်လိုပြောပါဘယ်လိုမှမပြောနဲ့ဟိုနာတူဝင်မယ်ကြတော့ဟုတ်ပြီတဲ့အေးဖေဖေကဒီမှာဒီတိုင်းမဲ့လူနေနဲ့ supporting ပေးမယ်ဆိုတဲ့ဟာကြာမဟုတ်တော့ဒီကတော့ညဝင်သွားတာဘယ်သူကပတ်ဆက်ထောက်ပါမှာတော့ပတ်ဆက်မလို့ဘူးလားဟေးငါ့ကအရှိတ်တော့နေကြပြပြကောက်သွားရင်မတော့မဟုတ်သေးဘူးအဲ့တော့ငါလည်းမကြိုက်ဘူးအဲ့တော့မင်းကဘာလုပ်ချင်လဲလိုက်နောက်ဆက်မှာပဲမင်းကောက်ရိုက်ပလားရိုက်ငါနေလိုက်နောက်ဆက်အဲ့တော့မင်းသမီးကိုရိတ်တာပို့လိုက်ငါတို့ညကောက်ရိုက်မယ်ကဲတော့မပြီးဘူးလားဟမ်ဟမ်ချလေကောင်းလားကောင်းတယ်အဲ့လိုလူတွေကခက်တယ်နော်နိဗ္ဗာန်ကျသွားခြင်းနဲ့နတ်ပြည်ကိုသွားခြင်းနဲ့အစိုးရပို့မှဆိုရင်တော့မသွားဘူး
သူတို့သွားကျင်တာအသက်80ကျော်90မှာနိဗ္ဗာန်နေနတ်ပြည်သွားကျင်ကြတာ ဟုတ်လား ဟုတ်လားမဟုတ်လား မလုံးနဲ့ငါအဲ့တော့သူကငါ့ကိုလာမလုံးနဲ့အဲ့တော့ အဲ့ဒီမှာနှခမ်းလေးကိုကန်ကြည့်လိုက်နေ